ဓမြောင်ပြော နင့်မေကြီးတော်ကိုဓမြောင်နင့်အဖေကဓမြဟဲ့ဓမြ ဟဲ့ဓမြပြောဓမြ ဟဲ့ဓမြအစင်လေးတော့ အပါမဒီပထွေးကဓမြလာတိုက်တာလေတမယူနေနဲ့ ခေါ်နေရဘာတွေပြောနေကြဒီလိုလားဆန် ဒီပထွေးကခေါ်ပြီး မြန်လာကြလေတနက်ဆိုင်မိရှင်လို့ အာစတီစော်ဒီလေးကအချောလေးနော် ငါလိုချင်တာဒါမဟုတ် အာစတီလိုချင်တာဘာလဲအဲ့လားဆို မင်းပေါ့ပိတ်တာလိုက်ခေါ်နေရငါတကယ်လိုက်ပို့ နောက်ကလိုက်ခဲ့ ကြီးတော့ခဲ့ပါဦး ဓမြောင် ခမားသားကိုထုတ်ပေး ငါမောင်ဘာလို့ထုတ်ပေးရမှာလဲ အေးလေငါတော့ဘာလို့ထုတ်ပြရမှာလဲ အားတို့ဟာလေးကိုဓမြလာတိုက်တာဟေး အမလီဗျာကိုတနာတက်ရကျုပ်ကပစ္စည်းမဟုတ်တာ တိပါဗျာကျုပ်လည်းသူ့ဘယ်နဲ့တိုင်ရလဲ ခင်ဗျားကဘလို့လူလဲ ညာယောက်ျားဖြစ်လာမယ်သူရော